အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ကျဲစင်ပါရှင်ကျမတို့ကိုအထိုးထိပ်အမြန်ရောက်စေနိုင်တဲ့တိုင်းကွက်၅မျိုးအားလုံးပဲမင်္ဂလာပါနော်ကတင်ပေါ်မှာအတူနေပြီဆိုရင်ယောက်ျားလေးတွေထက်မိန်းကလေးတွေကပိုပြီးပြီးမြောက်ဖို့ခက်ခဲတယ်ဆိုတာအားလုံးလည်းသိပြီးသားဖြစ်မှာပါနော်ဒါပေမဲ့ကိုတို့သာအချိန်ခဏလေးနဲ့သူမတို့အရှိုက်ကိုထိသွားစေနိုင်တဲ့တိုင်းကွက်အနေအထားကျွမ်းကျင်မယ်ဆိုရင်တော့စိုးရိမ်စရာမလိုပါဘူးနော်ဒါကြောင့်ပြိုအိုးဘလောက်ပဲဝါရင်တဘာရင်ဖြစ်နေပါစေအချိန်တိုတွင်ကော့ပြန်လန်တက်သွားစေနိုင်တဲ့ကဘာကျော်တိုင်းကွက်ပြီးတွေအကြောင်းကိုတင်ဆက်ပေးလိုက်ပါတယ်နော်နံပါတ်1လေးပြတိုင်းကွက်ကောင်မလေးကိုပလက်အနေထားလှဲလျောင်းစေပြီးသူမရဲ့ခြေထောက်တွေကိုလေးပြတောင်ပံကဲ့သို့ဘေးဘက်ကိုကွေးထားရပါမယ်ဒီတိုင်းကွက်ကကိုတို့နဲ့ကောင်မလေးကြားမှာမျက်နှာချင်းဆိုင်အနေထားရှိစေတဲ့အတွက်ပုံမရင်ခုန်စရာဖြစ်စေတယ်လို့ကောင်မလေးရဲ့ကြီးစောပေါ်နဲ့ဖုတ်လေးရဲ့အတွင်းထဲကိုနက်နက်ရှိုင်းဝင်ရောက်စေတာကြောင့်အထွတ်ထိပ်ခံစားမှုကိုကောင်းကောင်းကြီးခံစားရစေမှာဖြစ်ပါတယ်နံပါတ်2ပခုံးထမ်းတိုင်းကွက်သူမရဲ့ပေါင်တန်လေးကိုပခုံးပေါ်ထမ်းရင်ချစ်တင်းတော့ရမယ်တိုင်းကွက်ပါဒီတိုင်းကွက်ကလည်းကောင်မလေးရဲ့ကြီးစပေါ့ကိုပုံမလုံးစော်မှုပေးနိုင်ပြီးမြောက်ဖို့ကိုပိုလွယ်စေပါတယ်ခြေထောက်တွေကိုပခုံးပေါ်ထမ်းရင်ကောင်မလေးနဲ့ရင်ချင်းအပ်အနေထားပွေးပတ်ထားလို့ရတဲ့အတွက်နှစ်ဦးသားနီးနီးကပ်ပိုရှိစေပြီးရင်းနှီးမှုကိုလည်းတိုးစေမှာပဲဖြစ်ပါတယ်နံပါတ်3စီးစောတိုင်းကွက်ငငယ်ကကစားတဲ့စီးစောကစားနည်းကိုမှတ်မိအောင်မယ်ထင်ပါတယ်ကောင်မလေးနဲ့မျက်နှာချင်းဆိုင်အနေထားတင်ပြင်းခွေထိုင်ပြီးတိုင်းကွက်ခင်းရမှာပါဒီတိုင်းကွက်ကအမျိုးသမီးတွေရဲ့မိန်းမကိုအင်္ဂါစေ့ကိုပုတ်တိုက်ထိမှန်မှုရစေပြီးအထွတ်ထိပ်ခံစားချက်ကိုရောက်ရှိဖို့လွယ်ကူစေမှာပဲဖြစ်ပါတယ်နံပါတ်4ပြောင်းပြန်မြင်းစည်းတိုင်းကွက်ကောင်မလေးကိုအပေါ်ကနေဥဆောင်ခိုင်းရမှာပါပုံမှန်မျက်နှာချင်းဆိုင်မြင်းစည်းတိုင်းကွက်မဟုတ်ပဲပြောင်းပြန်အနေထားနဲ့မြင်းစည်းကစားကွက်ခင်းရမှာဖြစ်ပါတယ်လှုပ်ရှားမှုအတိုင်းအတာအားလုံးဟာသူမရဲ့လက်ထဲမှာစိတ်ကြိုက်လှုပ်ဆောင်ခွင့်ရှိတဲ့အတွက်ဒီတိုင်းကွက်ကကောင်မလေးကိုပုံမစိတ်ကြစေပြီးအမြန်ပြီးမြောက်ဖို့အတွက်လည်းကူညီပေးပါလိမ့်မယ်နံပါတ်5မတ်တက်မှချီတိုင်းကွက်ဒီတိုင်းကွက်ကတော့ဝါရင်တဘာရင်မမကြီးတွေတောင်ကော့ပြန်လန်တက်သွားစေနိုင်တဲ့တိုင်းကွက်ကြီးပါပဲကိုတို့နဲ့ကောင်မလေးနှစ်ဦးသားမတက်ရဲ့အနေထားနဲ့မျက်နှာချင်းဆိုင်ရှိနေရပါမယ်ကောင်မလေးရဲ့ခြေထောက်တစ်ဖက်ကိုမချီထားပြီးကိုတို့ရဲ့ခါမှာချိတ်ထားပါဒီအနေထားကမိမကိုအတွင်းကိုပုံမနှဆိုင်စွာဝင်ရောက်နိုင်တယ်လို့ကြီးစပေါ့ကိုထိရောက်လှုံ့ဆော်ပေးနိုင်တဲ့အတွက်အထွတ်ထိပ်ခံစားမှုကိုသေချာပေါက်ရစေမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ဒီဘဝဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော်နောက်ထပ်လည်းဒီထက်ကောင်းတာလေးတွေကိုအများကြီးတင်ဆက်ပေးဦးမှာမို့ subscribe လေးလုပ်သွားဖို့မမေ့နဲ့နော်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နော်